ဒီကလေးမလေးမွေးဖွားလာတဲ့အချိန်မှာတော့ရုပ်ရည်ကအဖွားကိုတယောက်လိုဖြစ်နေခဲ့ပါတယ်မျက်နှာတစ်ခုလုံးအရေးအကြောင်းတွေဖုံးလွှမ်းပြီးအရေးပြားတွေကလည်းတွတ်လိမ့်နေတဲ့အတွက်ကြည့်ရတာအရန်ကိုထူးဆန်းနေခဲ့တာပါမိဘရင်းတွေကတော့သူမကိုစိတ်ကန်းတစ်ခုမှာရရဆက်ဆက်စွန့်ပစ်ထားခဲ့ကြပါတယ်ကံကောင်းကျင်တော့သဘောကောင်းတဲ့အမျိုးသမီးတစ်ယောက်ကဖြစ်သွားရင်တွေ့ရှိသွားခဲ့တာပါဒါနဲ့သူမကိုအိမ်ခေါ်သွားပြီးတေချာပြုစုထောင်ပေးခဲ့တဲ့အတွက်ကလေးမလေးအသက်ရှင်ခွင့်ရသွားခဲ့ပါတယ်ဒါပေမဲ့အသက်ဘေးကလွတ်မြောက်လာခဲ့တဲ့ဆိုပေမဲ့လည်းပတ်ဝန်းကျင်ကလူတွေကတော့ကလေးမလေးကိုဘီလူးတစ်ကောင်လိုပဲဆက်ဆံခဲ့ကြပါတယ်ဒီလိုကလေးကိုခေါ်ယူစောင့်ရှောက်ထားတဲ့အတွက်မွေးစားမိခင်ခမရလည်းဒုက္ခတွေအများကြီးရောက်ခဲ့ရရှာပါတယ်လူတွေရဲ့လက်ညှိုးထိုးခဲ့ရတာတွေအတင်းအဖျင်းပြောဆိုတာတွေကိုမကြာခဏခံခဲ့ရတာပါသူမတို့သားအမိလမ်းမပေါ်ထွက်လာတဲ့ခါတိုင်းလူတွေရဲ့အကြည့်ခံရပေမဲ့သူမကတော့ဒါကိုရှက်စရာလို့လုံးဝမတွေးခဲ့ပါဘူးအဲ့ဒီအစားမိခင်ကောင်းတစ်ယောက်အနေနဲ့ပဲကလေးမလေးကိုအကောင်းဆုံးပြုစုစောင့်ရှောက်ခဲ့ပါတယ်ဒါပေမဲ့ကလေးမလေးခုနှစ်အရွယ်ရောက်လာတဲ့အခါမှာတော့ကျောင်းကအတန်းဖော်တွေရဲ့နေ့စဉ်နဲ့အမျှဝိုင်းဝန်းလောင်ပြောင်းတာကိုခံရပါတော့တယ်ကံကောင်းကျင်တော့ကောင်းလေးတစ်ယောက်ကသူမကိုအမြဲတမ်းကာကွယ်ပေးခဲ့ပါတယ်သူကဆရာဝန်ဖြစ်တဲ့သူ့ဖေစီကိုတောင်ဒီကောင်မလေးကိုခေါ်သွားပေးခဲ့ပါသေးတယ်ကောင်လေးရဲ့အဖေကသူမကိုတေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့သူမစီမှာမွေးရပါမျက်စိတိမ်ဆွဲတဲ့ယောဂရှိနေတယ်ဆိုတာကိုတွေ့ရှိသွားပါတော့တယ်ဒါအပြင်သူမမှာပြင်းထန်တဲ့အဆစ်မြင့်ရောင်ယောဂရှိနေတာကိုလည်းတွေ့ရှိလိုက်ရပါတယ်သူမရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုအခြေအနေကအသက်80အရွယ်အဖွားကိုတယောက်နဲ့မခြားနာတော့ပါဘူးဆရာဝန်ရဲ့ခံမှန်းချက်အရဆိုရင်ဒီကလေးမလေးဟာအသက်10နှစ်ပြည့်တဲ့အထိတောင်အသက်ရှင်နိုင်ဖို့မတေချာဘူးလို့ဆိုပါတယ်အဲ့ဒီအချိန်မှာပဲကောင်မလေးရဲ့မွေးစားမိခင်ရောက်ရှိလာခဲ့ပါတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲအိမ်ကူကလည်းထမင်းဟင်းတွေချက်ပြုတ်ပြီးခါစားမှုကောင်လေးကသူတို့သားမိကိုထမင်းလက်ဆောင်စားကြဖို့နွေးနွေးထွေးထွေးဖိတ်ခေါ်လိုက်ပါတော့တယ်ကောင်လေးရဲ့အမေကတော့သူတို့ကိုအထင်သေးတယ်လို့ကြည့်ပြီးဒီလိုတန်ဖိုးကြီးဟင်းရမျိုးတွေနဲ့စားသားကြမှာမဟုတ်ဘူးလို့ခနဲ့တဲ့ပြောဆိုပါတယ်မွေးစားမိခင်ခမညာစိတ်ထိခိုက်သွားပေမဲ့ဘာမှပြန်မပြောနိုင်ခဲ့ရှာပါဘူးနောက်ဆုံးမှာတော့တမိဖြစ်သူကိုခေါ်ပြီးတိတ်တဆိတ်ပဲပြန်လဲထွက်သွားခဲ့ရပါတော့တယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့ကလေးမလေးဟာမျက်ရည်တွေဝဲပြီးဝမ်းနဲ့နေရှာပါတယ်ကောင်လေးရဲ့မိသားစုကသူ့ကိုသဘောမကျဘူးထင်တယ်လို့အမေဖြစ်သူကိုရင်ဖွင့်ပါတယ်ဒီတငယ်ချင်းတယောက်တည်းကိုဆုံးရှုံးရမှာအရန်ကြောက်မိတယ်လို့သူတို့ပြောတဲ့စကားတွေကလည်းမှန်ပါတယ်လို့ဝမ်းနဲ့စွာနဲ့ပြောရှာပါတယ်သူမဟာအမြဲတမ်းရုပ်ဆိုးပြီးဘီလူးလေးတစ်ကောင်လိုဖြစ်နေခဲ့တာကိုမွေးစားမိခင်ကတော့ကလေးမလေးကိုချက်ချင်းပဲနှစ်သိမ့်ပေးရှာပါတယ်ဒါပေမဲ့မထင်မှတ်ထားတာကတော့နောက်တစ်နေ့မှာဟိုကောင်လေးကသူ့မစီကိုထပ်ပြီးရောက်လာခဲ့တာပါပဲအဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်ဟာအရာရာကိုရင်ဖွင့်တိုင်ပင်ကြတဲ့ခွဲမရတဲ့တငယ်ချင်းတွေဖြစ်သွားကြပါတော့တယ်အသက်10နှစ်တောင်မကျော်နိုင်ဘူးလို့အားလုံးကထင်မှတ်ထားချိန်မှာပဲတကယ်အံ့ဖွယ်အမှုကြီးဖြစ်လာခဲ့ပါတယ်အဲ့ဒါကတော့သူမဟာတဖြည်းဖြည်းနဲ့ပြန်ပြီးနုပြိုလာနေတာပါပဲဒီလိုနဲ့ကန်တရားရဲ့ဖေးမမှုကြောင့်သူမဟာသက်18နှစ်အထိဆက်ပြီးရှင်သန်ခွင့်ရရှိသွားပါတော့တယ်အဲ့ဒီနှစ်မှာတော့ကောင်လေးဟာသူတက်ချင်နေတဲ့အိမ်မက်တက္ကသိုလ်ကိုဝင်ခွင့်ရရှိသွားပါတယ်ဒီသတင်းကောင်းကိုပြောပြဖို့အတွက်ကောင်မလေးစီကိုချက်ချင်းပဲအပြေးရောက်လာခဲ့ပါတယ်ပြီးတော့သူကြောင်းပြီးလို့ပြန်လာတဲ့အခါကျရင်သူမရဲ့ယောဂကိုမဖြစ်မနေကုသပေးမယ်လို့ကတိပေးခဲ့ပါတော့တယ်ကောင်မလေးအနေနဲ့သူထွက်သွားမှာကိုတွေးပြီးနှမျောတတဖြစ်နေမိပေမဲ့သူ့အတွက်တော့တကယ်ကိုဝမ်းသာပေးခဲ့ပါတယ်နောက်တစ်နေ့မှာတော့ကောင်လေးကသူ့ရဲ့တက္ကသိုလ်ဝင်ခွင့်ဂုဏ်ပြုပွဲကိုတက်ရောက်ဖို့အတွက်ကောင်မလေးကိုပါခေါ်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီပွဲမှာကောင်လေးကိုတစ်ဖက်သက်ကြိုက်နေတဲ့ကျောင်းနေဖက်မင်းကလေးတစ်ယောက်လည်းရှိနေခဲ့ပါတယ်ကျောင်းနေဖက်မင်းကလေးကဟိုကောင်မလေးကိုမြင်လိုက်တဲ့အခါမှာတော့မကြေမနက်ဖြစ်သွားပါတယ်ကောင်လေးကတော့လူတွေရှိမှတင်ဒီလိုရေးကြီးတဲ့နေမျိုးမှာသူမပါလို့မဖြစ်ပါဘူးလို့အတိလင်းကြေညာလိုက်ပါတယ်ဒီတော့ဟိုမင်းကလေးလည်းဒေါသအကြီးကျယ်ထွက်ပြီးကောင်လေးရဲ့ကျောင်းဝင်ခွင့်စာကိုအပိုင်းပိုင်းဆဆဖြစ်အောင်ဆွဲဖြတ်ပစ်လိုက်ပါတော့တယ်သူမကလူတိုင်းကိုပြချင်လို့ပါဆိုပြီးကောင်မလေးကိုဝင်ခွင့်စာတွားယူခိုင်းလိုက်ပါတယ်ကောင်မလေးကလည်းဘာမှမတွေးပဲဝင်ခွင့်စာထည့်ထားတဲ့တစ်တာကိုယူလာပေးရှာပါတယ်ကောင်လေးကတော့မျောလင့်ချက်တွေနဲ့တစ်တာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ဝင်ခွင့်စာဟာအပိုင်းပိုင်းဆဆဆုတ်ခဲခံထားရတာကိုတွေ့လိုက်ရပါတော့တယ်ချက်ချင်းဆိုသလိုပဲလူတိုင်းကဒါဟာကောင်မလေးရဲ့လက်ချက်ပါဆိုပြီးဝိုင်းဝန်းဆွဆွဲကြပါတော့တယ်ကောင်မလေးခမညာမဟုတ်ရပါဘူးဆိုပြီးအသေးတန်ကောင်းခါညှင်းရှာပါတယ်ဒါပေမဲ့ကောင်လေးရဲ့မျက်ဝန်းထဲမှာသူမအပေါ်အကြီးကျယ်စိတ်ပြတ်သွားတဲ့အရေးအယောင်တွေကိုမြင်လိုက်ရတဲ့အခါမှာတော့သူမတကယ်ကိုအသေးကွဲသွားရပြီးအိမ်ကိုငိုယိုထွက်ပြေးသွားခဲ့ပါတယ်နောက်ပိုင်းရက်တွေမှာတော့ကောင်မလေးဟာကောင်လေးများသူ့စီလာပြီးပြန်တောင်းပန်မလားဆိုပြီးနေတိုင်းမျှော်လင့်ဆောင်စားနေခဲ့ပါတယ်ဒါပေမဲ့သူမစီရောက်လာတာကတော့တောင်းပန်စကားမဟုတ်ပါဘူးကောင်လေးကစုပ်ပြဲနေတဲ့ဝင်ခွင့်စာကိုကင်ပြီးကျောင်းသွားတက်လိုက်ပြီးဆိုတဲ့သတင်းပါပဲအဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြပါတယ်မွေးစားမိခင်ခမညာလည်းတမိဖြစ်သူနေတိုင်းကိုကြွေးနေတာကိုကြည့်ပြီးရင်ထဲမချိအောင်ခံစားနေရရှာပါတယ်ဒါကြောင့်သူမဟာတမိဖြစ်သူအတွက်အထုပ်ပိုးတွေကိုတိတ်တဆိတ်ပြင်ဆင်လိုက်တယ်လို့တစ်တလုံးစုဆောင်းထားတဲ့ပတ်စံတွေကိုလည်းအကုန်လုံးထုတ်ယူလိုက်ပါတော့တယ်မွေးစားမိခင်ကတမိဖြစ်သူကိုတောင်ဘက်ဒေသမှာသွားပြီးအလုပ်လုပ်ဖို့နားချပါတော့တယ်ပြီးတော့ကျမကြီးကိုလည်းအထူးပြုဆိုင်ဖို့မှာကြားတာပေါ့အဲ့ဒီအချိန်မှာကောင်မလေးကသူ့အမေကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးဝမ်းနဲ့ပက်လက်ကိုငိုကြွေးရှာပါတယ်ဒါပေမဲ့အမေဖြစ်သူကမသွားမဖြစ်အတင်းတိုက်တွန်းနေတာကြောင့်နောက်တနေ့မှာတော့ကောင်မလေးဟာတောင်ဘက်ဒေသကိုထွက်ခွာမဲ့တင်မောဘုတ်ကိုလိုက်ပါသွားခဲ့ရပါတော့တယ်ကောင်မလေးထွက်သွားတော့မယ်ဆိုတာကိုကြားလိုက်ရတဲ့အချိန်မှာတော့ကောင်လေးဟာစိတ်ကန်းစီကိုချက်ချင်းပဲအပြေးလွှားလိုက်သွားခဲ့ပါတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲသူချီတလန်နောက်ကျသွားခဲ့ပါပြီဒါကြောင့်သူမကိုနောက်ဆုံးအချိန်တောင်တွေးခွင့်မရလိုက်ပါဘူးသူကတော့စိတ်ကန်းမှာရက်ပြီးကောင်မလေးရဲ့နာမည်ကိုအတန်ကုန်ဟစ်အော်ခေါ်နေခဲ့ပါတယ်ကောင်မလေးကတော့ပထမဆုံးအချိန်ခီးဝေးထွက်ပူတာဖြစ်ပြီးအတွေ့အကြုံလည်းမရှိရှာတော့မကြခင်မှာပဲလူလေးတယောက်ရဲ့လိမ်လည်မှုကိုခံလိုက်ရပြီးပတ်စံတွေအကုန်ပါသွားခဲ့ပါတယ်ကံကောင်းကျင်တော့သဘောကောင်းတဲ့ကောင်လေးတယောက်နဲ့ဆုံတွေ့ခဲ့ပြီးသူကကောင်မလေးကိုကူညီပေးတယ်လို့စားတောက်ဆိုင်တစ်ခုမှလည်းသူ့နဲ့အတူအလုပ်ဝင်လုပ်ဖို့စီစဉ်ပေးခဲ့ပါတယ်တနေ့မှာတော့ဆိုင်ကိုရောက်လာတဲ့မူနေတဲ့ဧည့်သည်တွေကကောင်မလေးကိုအနိုင်ကျင့်ပို့ကြပါတော့တယ်ကောင်လေးကလည်းသူမကိုကာကွယ်ပေးဖို့အတွက်အဲ့ဒီလူတွေနဲ့ဝင်ပြီးရန်ဖြစ်လိုက်တာပေါ့ဒီကိစ္စကြောင့်ပဲဆိုင်ရှင်ကသူတို့နှစ်ယောက်လုံးကိုအလုပ်ထုတ်လိုက်ပါတယ်အဲ့ဒီညမှာတော့ကောင်လေးဟာတက်တီတွေမွေးပြီးကောင်မလေးကိုပထမဆုံးအကြိမ်ဖြစ်ဖွင့်ပြောဝင်ခံလိုက်ပါတော့တယ်ကောင်မလေးရဲ့စိတ်ထဲမှာတော့ဟိုကောင်လေးကိုပဲဆွဲလန်းနေမိတဲ့အတွက်နောက်ဆုံးမှာတော့ဒီနေရာကနေထွက်ခွာသွားဖို့ပဲရွေးချယ်လိုက်ပါတယ်နောက်ပိုင်းမှာတော့သူမဟာပလက်တစ်ခုမှာအလုပ်ဝင်လုပ်ရင်းသူမရဲ့ကံကြမ္မာကိုပြောင်းလဲပေးမဲ့အခွင့်အရေးတစ်ခုနဲ့ကြုံတွေ့လိုက်ရပါတယ်အဲ့ဒါကတော့မတော်တဆဆိုသလိုတတိတယောက်ရဲ့သဘောကျနှစ်သက်မှုကိုရရှိသွားခဲ့တာဖြစ်ပါတယ်သူမရဲ့စူးစမ်းအားထုတ်မှုတွေကြောင့်မကြခင်မှာပဲတတိရဲ့အားကိုးရဆုံးလက်ထောက်တစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့6နှစ်ကြာပြီးတဲ့နောက်မှာတော့တတိကသူမကိုရှန်ဟိုင်းမြို့မှာရှိတဲ့ကုမ္ပဏီခွဲမှာဥက္ကဋ္ဌအဖြစ်တွားရောက်တာဝန်ထမ်းဆောင်ဖို့ဆေးလွတ်လိုက်ပါတယ်ဒီတော့မှပဲသူမလည်းနောက်ဆုံးတော့ငါအိမ်ပြန်ရတော့မယ်ဆိုပြီးတွေးလိုက်မိပါတော့တယ်တစ်ချိန်တည်းမှာပဲကြောင်းပြီးသွားပြီဖြစ်တဲ့ကောင်လေးကတော့ကောင်မလေးရဲ့အမေစီကိုမကြာခဏဆိုသလိုဝင်ထွက်သွားလာနေခဲ့ပါတယ်ဒါပေမဲ့ကောင်မလေးရဲ့သတင်းစာနာကိုတော့ဘာတစ်ခုမှမကြားခဲ့ရပါဘူးအဲ့ဒီနေ့ကကောင်လေးရဲ့မွေးနေ့ရောက်တော့သူကကောင်မလေးရဲ့အမေကိုသူ့မွေးနေ့ပွဲတက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ဘာလို့လဲဆိုတော့တိုက်ဆိုင်ဆိုင်ပဲအဲ့ဒီနေ့ကကောင်မလေးရဲ့မွေးနေ့လည်းဖြစ်နေလို့ပါပဲမွေးနေ့ပွဲရောက်တော့ကောင်လေးကကောင်မလေးရဲ့အမေကိုသမီးဖြစ်သူအတွက်ဆူတောင်းပေးဖို့ပြောလိုက်ပါတယ်ဒါကိုမြင်တော့ကောင်လေးရဲ့အမေကမကြေမနက်ဖြစ်သွားပြီးကိုရုပ်ဆိုးမကတေးတာတောင်ကြာနေလောက်ပြီဆိုပြီးရက်ရက်ဆက်ဆက်ပြောချလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲဟိုမင်းကလေးဆိုးကကောင်လေးကိုထပ်ပြီးဖွင့်ပြောလာပြန်ပါတယ်ကောင်လေးကလက်ဆောင်ကိုလက်ခံဖို့တိုးဆုံနေတော့သူ့တငယ်ချင်းတွေကဟိုအရေးကြောင်းတွေနဲ့ရုပ်ဆိုးမကိုပဲညှော်လင့်နေတော့လားဆိုပြီးဝိုင်းလောင်ကြတာပေါ့အဲ့ဒီလိုအခြေအနေတွေအဆင်မပြေဖြစ်နေတဲ့အချိန်မှာပဲကောင်မလေးရောက်ရှိလာပြီးမတွေ့တာကြပြီးတော့ဆိုပြီးကောင်လေးကိုနှုတ်ဆက်လိုက်ပါတော့တယ်